ဒီနေ့ဗီဒီယိုလေးမှာတော့အရန်ကိုလွယ်ပေမဲ့ကလေးတွေအမှားများတဲ့အကြောင်းအရာလေးတခုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်ကလေးတွေကိုသူတီးထိုင်တီးနှလုံးထဲပဲသူတီးထိုင်တီးအင်္ဂလိပ်လိုပြောတယ်အဲ့ဒီလိုမေးတဲ့ခါမှာသူတို့ကပြန်ပြောတာက he sit တချို့ကဆိုရင်တော့ he is sit တချို့က he is sit down သူတို့ဒီလိုမျိုးတွေပြောကြတယ်အဲ့ဒီမှာကျွန်တော်တို့ကရှင်းလင်းချက်လေးတစ်ခုပေးရတယ်SIT sit ကအဓိပ္ပာယ်ကထိုင်သည်ကျွန်တော်တို့ရေးချင်တာကလည်းထိုင်သည်တည်ရင်တူနေတဲ့ချိန်မှာကျွန်တော်တို့ကဘတ်တူဘီတွေပေါင်းစရာမလိုဘတ်တူဘီတွေကတောတွေကိုတည်ဖြစ်အောင်ဘတ်တူဘီပေါင်းတာသူပြတာလည်းထိုင်သည်ကိုရေးချင်တာထိုင်သည်တည်ရင်တူနေဘာမှလုပ်စရာမလိုဒါပေမဲ့ he ဒီတစ်ခုကိန်းဖြစ်တဲ့ကြောင့်မို့ sit မှာ escalate လုံးကြံနေတာနဲ့တမတ်မှမရနိုင်ဘူးအဲ့တော့ဒီအခန်းလေးကျွန်တော်ရှင်းပြချင်တာပါကျွန်တော်ကလေးတွေပါဝင်ကလေးတော်တော်များမှားတဲ့အတွက်ကြောင့်မလို့ပါအဲ့တော့သူဒီကျောင်းသို့သွားသည်သူဒီဆိုတဲ့ subject ကတခုကိန်းဖြစ်တဲ့ကြောင့်မို့ goes တခုနော် subject ကိုအနေကိန်းဆိုပြီးတော့အသုံးနဲ့မယ်ကျွန်တော်အနေကိန်းလိုပဲပြောဝင်ပြီပါနော်ဘာလို့လဲဆိုတော့စာရှင်းရတာပို့ပြီးတော့လွယ်တဲ့အတွက်ကြောင့်လို့ပါသူဒီကျောင်းသို့သွားသည် he goes to school subject နဲ့ verb နဲ့ရမယ် subject နဲ့ verb နဲ့မယ် she ရတဲ့အနေကိန်းဖြစ်တဲ့ကြောင့်မလို့ she goes to school they subject များရင် verb ကများပြီ verb တွေများဖို့တော့ဒီတိုင်းထားတယ်အားကြောင့်မို့ they go to school ပြဿနာကဒီကောင်လေးပြီးမှပြောမယ်we ကအများကြီးဖြစ်ကြမို့ go ဒီတိုင်းထားမယ် you okay ဒီကောင်လေး you ကတင်ဒီလည်းရတယ်တင်တို့ဒီလည်းရတယ်နော်အများကြီးဖြစ်တဲ့ကြောင့်မို့ဒီတိုင်းထားမယ်အဲ့တော့ the boy လူကလေးဒီကျောင်းသို့သွားသည်အဲ့ဒါကိုကျွန်တော်ကပြောချင်တဲ့ကလူကလေးများချင်တယ်ဘာလို့ရမလဲ s သို့မဟုတ် es ပေါင်းတယ်အဲ့တော့ကလေးတွေကိုကျွန်တော်ကသတိပေးရတယ်ရေးတယ် noun တွေကိုများလို့လေ s es ပေါင်းတယ်ဒီ the boy ဆိုတဲ့ noun တွေကိုများလို့လေ s သို့မဟုတ် es ပေါင်းတယ် subject များလို့ verb များမယ်အဲ့တော့ the boy go to school လူကလေးဒီကျောင်းသို့သွားတယ်လူကလေးကတခုကိန်းဖြစ်တဲ့ကြောင့်မို့ဒီမှာ es ပါမရမယ်မပါလို့မရဘူးအဲ့တော့ verb တွေကိုနည်းလို့လေ s ရပါsubject များရင် verb များမယ် subject နဲ့ verb နဲ့မယ်ဒီကောင်ဒီနည်းသွားတာပါဒီကောင်ဒီများသွားတာပါအဲ့တော့ noun တွေကိုများလို့လေ ses ပေါင်း verb တွေကိုနည်းလို့လေ ses ပေါင်းဒါ6ကုန်ပြီးတော့ပြောတာเนาะ ses ပေါင်းဆိုတော့တခြားစီကံလေးတွေလည်းရှိပါသေးတယ်ဟုတ်ပြီအဲ့လိုဆိုတော့ကျွန်တော်တို့ကတို့မေးတယ် I က go လား goes လားကျောင်းသားတွေကပြောတယ် go ဘာဖြစ်လို့ go ဖြစ်တာလဲ I ကအများကိန်းလို့ယူဆရတယ်ကျွန်တော်ကျောင်းသားတွေကျွန်တော်နောက်နေကြပါအများကြီးလို့ယူဆတယ်ဆိုကျွန်တော်ပြောတယ်ဘယ်နှစ်ယောက်လဲတယောက်လေတယောက်ဆိုရင်အများလားအမဟုတ်ဘူးအနေအဲ့ဆိုရင် you အနေက subject နဲ့ verb နဲ့ရမယ်ဆိုတော့ GOES ပေါ့အဲ့ဒါလည်းမဟုတ်ဘူးဘာဖြစ်လို့မဟုတ်တာလဲ I ကအများဒါခလေးနဲ့ကျွန်တော်တို့စပြီးနောက်နေကြပြောနေကြပါအမှန်ကတော့ I အများကြီးမဟုတ်ပါဘူး I ကျွန်တော်ဆိုတယောက်တည်းပဲလေအများမှမဟုတ်တာဒါပေမဲ့အင်္ဂလိပ်မှာ first person second person third person ဆိုရှိပါတယ်ကိုယ့်ကိုပြောမယ်ဆိုရင် first person ပေါ့ကိုယ့်အချက်မှရှိနေလို့မင်းကလေတက်ရိုက်ပြောလို့ရမယ်ဆိုရင် second person ပေါ့ဒါပေမဲ့ကိုယ်နားမှာမရှိတဲ့လူတွေကျွန်တော်ရည်ညွှန်းပြီးပြောလို့ရတာသူတို့တွေကလေသူကလေဒါတွေက third person ပေါ့အင်္ဂလိပ်မှာ first person နဲ့ second person မှာအရှင်ဘတ်တွေမှာကျွန်တော်ကအနည်းငယ်ချိန်ကြမလို့တဲ့အတွက်ကြောင့်မူရင်း verb တိုင်းလာပါမယ်ဒါမျိုးလေးမှတ်ထားရင်တော့ရပါပြီကလေးတွေမှားတဲ့နောက်တစ်ခုရှိပါတယ်သူဒီအိယာထဲမှာငိုသည်သူမဒီအိယာထဲမှာငိုသည်သူမဒီရရှိကိုဒီရ cry သူမရဲ့အိယာထဲမှာ in her bed အိယာထဲမှာငိုသည်သူဒီတပင်အောင်မှာကစားသည် he played under the tree သူဒီတပင်အောင်မှာကစားသည် subject ကတခုကိန်းအနေကိန်းတွေဖြစ်နေတယ်ဒါဆို subject နဲ့ verb နဲ့ရမှာပေါ့အဲ့တော့ subject နဲ့ verb နဲ့ဖို့တော့ y နဲ့ဆုံးနေတဲ့ verb တွေဆိုရင်ကျွန်တော်တို့သတိထားနေရတယ် y နဲ့ဆုံးတဲ့ verb တွေကိုအနေကိန်းပြလို့မယ်ဆိုရင် y ရဲ့ရှေ့မှာ AEIOU ပါကြည့် AEIOU ပါတယ်ဆိုရင် y ရဲ့နောက်မှာ escalate ပေါင်းပြလိုက်ရင်ရပါပြီဒါပေမဲ့ y ရဲ့ရှေ့မှာ AEIOU မပါဘူးဆိုရင်တော့ y ကို I ပြောင်း es ပေါင်းအဲ့တော့ဒါလေးက subject verb အနေအများချိန်တာလေးပါနောက် subject နဲ့ verb နဲ့မယ် subject များရင် verb များမယ်ဒါလေးချိန်တာလေးအောင်အကြောင်းသားတွေအတွက်ကိုအကျိုးရှိမယ်လို့ထင်ပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်